အားလုံးမင်္ဂလာပါခင်ဗျာမှာပါဆိုကျွန်တော်အမေဦးဝင်ချမ်းနော်အမေဦးချက်ဆိုကျွန်တော်စလင်းမုတ်နဲ့ထည့်ရမှာနော်စလင်းမုတ်ထည့်စလင်းမုတ်နော်စလင်းမုတ်နဲ့ထည့်ကျွန်တော်ခုနကျွန်တော်ပူရဲမိလို့ပြီးတော့မိပြီးနောက်ပြီးတော့စီပတ်မယ်ဒီမှာဒါအမဲဥပေါ့နော်ပြောဆိုရင်အမဲအထက်တရလေးပါရောနော်မနက်ကကျွန်တော်ဒီတီချာလေးလှုပ်တယ်ပေါ့နော်ဈေးဝယ်တာကျန်သူကအထက်မှာအမဲဘက်တွေပါအဲ့ဒီအမဲဘက်ကကျွန်တော်တီချာလေးကိုဓာတ်နဲ့မွန်းထုတ်ရတာပေါ့နော်ဒါကတီချာလေးချစ်ထုတ်ပေါ့နော်ချစ်ထုတ်ပြီးမှဒီအမဲဘက်တွေဆင်းမှကျွန်တော်တီချာပါခင်းပြီးတော့အဲ့ဒါတော့ချုံပေါ့နော်ကျဦးဆိုငါဒီလူဆိုငါဒီကြက်ပြီးဆိုကျွန်တော်ဒီမှာမေးဦးခဲ့ရဆေးရနော်မေးဦးတော့အမှန်ကန်ရဲ့ဟိုရှိမှတော့ပဲဟိုကမလားချက်ရတယ်ကဲဒါကျွန်တော်အချုံမုတ်နဲ့ထည့်ပြလိုက်မယ်နော်အချုံမုတ်နဲ့ဆန်းနဲ့ထည့်ရကျွန်တော်ဆန်းနေခဲ့ကဲမဲဥဆိုတော့လူအောင်ကျွန်တော်အနည်းဆုံးဒီကောင်ဘယ်လိုဆိုရင်နှစ်နိုင်တော့ကျွန်တော်ချက်အောင်နော်နှစ်နိုင်ကျွန်တော်တော့ချက်အောင်ထည့်အောင်ကအမေကြီးဘူးကတော့အချိန်နိုင်ဆောင်ကဲပြီးကျွန်တော်ရေးနဲ့ထည့်အောင်ရေးနဲ့တစ်ခါဟိုဆိုကျွန်တော်ရေနဲ့ထည့်ရအောင်နော်။လို့ဆိုအပေါ်ချမနေအောင်မရှိအောက်မှာချင်းမပြေဘူး။ရေနဲ့ထည့်ရအောင်။ရေတော်ထည့်မှာအချင်းပြေဦး။ဒါပဲဆိုရင်ဒီအမေဦးကနူးကဲပြေးကြခဏအောက်နော်။အဆောင်လေးခဏအောက်လာပါနော်။ပြီးဆိုရင်ကျွန်တော်အခုပဲဆိုရင်မီးသွေးတော့မရှိလို့ဆိုတော့မီးသွေးဆက်တော့ဝယ်တော့မဆိုင်ပါဗျာ။ကျွန်တော်သူမီးသွေးလိုက်ဝယ်ကြပါ